အားလုံးပဲမင်္ဂလာပါ Apple Online Store မှာ Apple Giga နဲ့ iPhone ဝယ်တဲ့နည်းလမ်းကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်ရင်လို့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုစောင့်အောင်ဆက်ကြည့်ပေးပါ Apple Giga ဝယ်တဲ့အချိန်မှာကိုလိုချင်သလောက်ပမာဏကတ်ကမရောင်းဆိုလို့ရှိရင်1000ကနေရောရမ်း10,000ထိရောင်းတဲ့ကတ်ကိုယူပြီးတော့ကိုလိုချင်တဲ့ပမာဏကိုကောင်တာမှာပြောပြီးတော့ဝယ်လို့ရပါတယ်ဟုတ်ကဲ့これ10万とこれ7万5千ください。わかりました。ください。はい。金額が大きいとちょっと相談しないといけない。ああ、そう。はい。大丈夫ですか？多分大丈夫だと思います。iPhone 買うから大丈夫です。あ、OK です。はい。今なんか詐欺とか多いんでちょっとそういうのに気をつけあないといけない。はい、わかりました。10万と10万と7万5千。はい。はい。はい。現金を入れ終わりましたら確認の上 OK ボタンを押してください。レシートをお受け取りください。はい。お取り忘れにご注意ください。支払い方法をお選びください。現金を入れ終わりましたら確認の上 OK ボタンを押してください。はいဒီလိုမျိုး Apple Giga ဝယ်ရဲဆိုလို့ရှိရင်သူကကိုဗီနီမှာတခြားခက်ကွန်းနဲ့လုပ်တယ်ပေါ့နော်ဒီလိုမျိုး Apple Giga နဲ့လိန်တဲ့လူတွေကဂျပန်မှာပို့တာဖြစ်တဲ့အတွက်သူကကွန်ပဏီမှာအလင်ခံမှာသူတခြားပြီးတယ်ပေါ့နော်ကျွန်တော်ကတော့ iPhone ဝယ်မှာဖြစ်တယ်လို့ကျွန်တော်တခြားလေးပြောပြခဲ့ရပေါ့နော်အဲ့လိုမျိုးဝယ်ပြီးသွားလို့ရှိရင်လည်းသူကဒီလိုမျိုးဘာလဲ receipt တော့နော်သူတစ်စိမ်ကောင်းကတ်ထားတဲ့သူပြည်သားဒီလိုမျိုးတစ်စိမ်ကောင်းကတ်ထားတဲ့ဟာမျိုးသူပေးတယ်ပေါ့နော်တကယ်လို့အမှုတွေပါဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူကဒီလိုမျိုးတစ်စိမ်ကောင်းပါတယ်ပေါ့နော်ကိုကဒီလိုမျိုးဟာပြောမယ်ဆိုလို့ရှိရင်တော့အစာချုပ်ပုံစံမျိုးပေါ့နော်တစ်စိမ်ကောင်းနဲ့ကတ်ပေးထားပါပေါ့နော်ဒါဝယ်ထားကျွန်တော်တို့ဒီဟာနဲ့ iPhone 16ဝယ်ပြမှာဖြစ်ပါတယ်ဒီ Giga ကိုဖုန်းထဲမှာငွေဖြည့်မှာဖြစ်တဲ့အတွက် Giga ကိုအရင်ဆုံးဖွင့်ပြီးတော့ငွေဖြည့်ကြည့်ပါမယ်ဖုန်းထဲမှာဖြည့်ရမယ် Apple Giga ပါဒီ Giga နဲ့ကဘာတွေဝယ်လို့ရမလဲဆိုလို့ရှိရင်ဒီမှာ MacBook လို့ iPad လို့ Apple Watch လို့အကုန်ဝယ်လို့ရပါတယ်เนาะဒီမှာပြထားတဲ့ application တွေလည်းဝယ်လို့ရပါတယ် iCloud တွေပါလည်း store တွေပါဝယ်ပြီးတော့ထည့်လို့ရပါတယ်ဆိုတဲ့အကြောင်းသူပြထားပါတယ် Apple Store တွေကိုငွေစားဖြည့်ပါမယ်အဲ့တော့ Apple Store တွေကိုဝင်လိုက်ပါမယ်အပေါ်တောင်သားလေးမှာရှိတဲ့ကိုယ့်ရဲ့ profile ကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်အဲ့မှာ reading Giga ဆိုတာရှိရပေါ့နော်အဲ့ဒါကိုတစ်ချက်နှိပ်ပေးပါငွေဖြည့်ဖို့အတွက်ကင်မရာနဲ့ရိုက်မှလားကုတ်နံပါတ်ကိုဒီတိုင်းပဲ keyboard နဲ့ရိုက်ထည့်မှလားလို့သူကရွေးခိုင်းပါတယ်ကျွန်တော်တို့ကင်မရာနဲ့ရိုက်မှဖြစ်တဲ့အတွက်ကင်မရာကိုရွေးပြီးတော့ခုနက Giga မှာပါတဲ့ကဏ္ဍတွေကိုကင်မရာရှေ့မှာပြပေးရမှာဖြစ်ပါတယ်ငွေဖြည့်လိုက်တာဝင်လားလို့သိကျင်လို့ရှိရင် wallet ထဲကိုဝင်ပြီးတော့စစ်ကြည့်လို့ရပါတယ်ကျွန်တော်ဆိုလို့ရှိရင်တော့ဒီမှာ9000ခွဲဝင်လာပါပြီနောက်ထပ်ငွေဖြည့်ဖို့အတွက်ကဒီ wallet ထဲကနေရောပဲငွေဖြည့်တဲ့နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ wallet ထဲမှာရှိတဲ့အပေါ်ကအဆက်လေး34ကိုနှိပ်လိုက်ပါ return ဆိုတာကိုနှိပ်ပေးလိုက်တာနဲ့ခုနလိုပုံစံတူပဲငွေဖြည့်လို့ရမှာဖြစ်ပါတယ်ကင်မရာကိုရွေးပြီးတာနဲ့ကင်မရာရှေ့မှာခုနတိုင်းပြပေးလိုက်တာနဲ့ auto ငွေဖြည့်သွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်က10,000ငွေဖြည့်သွားပြီပေါ့နော်ဒါက wallet ထဲကရုံငွေဖြည့်တဲ့နည်းလေးပါငွေအမောက်လည်းပြည့်ပြီဆိုတော့လိုချင်တဲ့ iPhone ဝယ်လို့ရပါပြီ iPhone ဝယ်ဖို့အတွက် Apple Store ထဲကိုသွားပါမယ် iPhone ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားတာနဲ့ကျွန်တော်က iPhone 16 Pro ဝယ်မှာဖြစ်တဲ့အတွက် iPhone 16 Pro ကိုနှိပ်ပေးလိုက်ပါတယ် Pro လား Pro Max လားရွေးခိုင်းပါတယ်တစ်ဆင့်အဲ့ဒါကိုကျွန်တော်က Pro ပဲဝယ်မှာဖြစ်တဲ့အတွက် Pro ပါပြီးကြတော့သူကအယောင်ရွေးခိုင်းတယ်ပေါ့နော်ကျွန်တော်ကတော့ DZ Titanium ဝယ်မှာဖြစ်တဲ့အတွက်ရွေးလိုက်ပါတယ်ပြီးကြတော့ကိုကဘယ်လောက်ဝယ်မှာလဲပေါ့နော်အဲ့မှာသူကကင်းနဲ့မှသူကဈေးနှုန်းတက်မှတ်ထားတယ်ပေါ့နော်ကျွန်တော်က 256K ဝယ်ပြီးတော့194,800ကျမှာဖြစ်ပါတယ်ဒီတစ်ဆင့်ကတော့ train လုံးမလာလို့မေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ train မလုပ်ပါဘူးဒါမလို့ကျွန်တော်အောက်ကရှီ9ကိုနှိပ်ပေးလိုက်ပါတယ်ဒီအဆင့်ကတော့ PD နဲ့ပေးချေမှာလားတစ်ချိန်နဲ့ပေးချေမှာလားလို့မေးတာဖြစ်ပါတယ်
ပေဒီနဲ့ဆိုလို့ရှိရင်တော့တစ်ကြိမ်ကို4800ကျော်နဲ့36ကြိမ်ပေးချေရမှာဖြစ်ပါတယ်ကျွန်တော်ကတော့တစ်ကြိမ်နဲ့ပေးချေမှာဖြစ်တဲ့အတွက်အပေါ်ကတစ်ကြိမ်နဲ့ပေးချေတဲ့ဟာကိုရွေးပေးလိုက်ပါတယ်အပက်ကသုံးမလားလို့မေးပါတယ်ကျွန်တော်ကနားရှိကိုရွေးလိုက်ပါတယ်ဒါဆိုလို့ရှိရင်တော့ပြီးပါပြီဘာခုကိုနှိပ်ပေးလိုက်ပါအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝယ်မဲ့ပစ္စည်းကဒီဘာခုထဲမှာရောက်နေပါပြီအဲ့ဒါကိုမှဂေါ်ချူမွန်းလုံးမဲ့ဟာကိုနှိပ်လိုက်ပါအပြာရောင်လေးပါပြီးတာနဲ့သူပေးပို့မဲ့ဒိတ်တွေကိုရေးပေးထားပါတယ်ဒီမှာ26ရက်ကရော29ရက်တော့တင်ကိုသူပေးပို့မယ်လို့ရေးထားပါတယ်အဲ့အောက်နားမှာဆိုလို့ရှိရင်တော့ဒီအောက်ကတော့ကိုယ့်ရဲ့လိပ်စာထည့်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့လိပ်စာထည့်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နာမည်ရှိနာမည်နောက်နာမည်ကိုမှခဏခဏနဲ့ပြည့်စုံရေးပေးရမှာဖြစ်ပါတယ်အောက်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လိပ်စာပေါ့နော်လိပ်စာရဲ့ပြီးကြတော့ကိုယ့်ရဲ့အခန်းနံပါတ်ရဲ့ပြီးကြတော့ခိုင်းရှားနာမည်ကမရေးလဲရတယ်ပေါ့နော်အောက်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒန်းဝဘဏ်ကိုဖုန်းနံပါတ်လေးကိုလည်းထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးသွားတာနဲ့အပေါ်တော့ခလို့လေးကိုထပ်နှိပ်ပေးလိုက်ပါအခုဆိုလို့ရှိရင်တော့လိပ်စာထည့်တာလိပ်စာဝင်သွားပြီဖြစ်ပါတယ်ဒီမှာလိပ်စာပေါ်နေမှာဖြစ်ပါတယ် Apple account နဲ့ဘယ်လောက်ချိန်မှလဲ credit card နဲ့ဘယ်လောက်ချိန်မှလဲရွေးလို့ရပါတယ်ကျွန်တော်ကတော့ Apple account ထဲကပဲအကုန်လုံးချိန်မှဖြစ်တဲ့အတွက်အကုန်လုံးဒီတိုင်းလေးပဲထားလိုက်ပါတယ်ဒီမှာကိုက Apple account ထဲကနည်းနည်းပဲသုံးကျင်နေဆိုလို့ရှိရင်တော့ဒီမှာကိုသုံးကျင်သလောက်ပမာဏကိုထည့်ပေးရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအချက်လက်တွေအကုန်လုံးပြည့်စုံသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ကဝယ်မှာသိကြတယ်ဆိုလို့ရှိရင်တော့အပေါ်ကဂေါ်ချူးမျိုးဆိုနှိပ်လိုက်တာနဲ့ order တင်တာပြီးဆုံးပါပြီနားမလည်တာရှိလို့ရှိရင်လည်း comment မှာမေးခဲ့နိုင်သလိုကျွန်တော်ရဲ့ TikTok ချက်ပေါက်မှာလည်းလာရောက်မေးမြန်းလို့ရပါတယ်